အလုံးပိုင်မင်္ဂလာပါကြော်ဆိုလိုက်ပါတယ်ဗျာဒီတစ်ခါတော့ဒီမှာဒီပေးရပိုက်ဆံအကြောင်းပေါ့နော်ညဒီမှာဆိုလို့ရှိရင်ဒီအကွဲလေးကိုနှိုက်လိုက်ပေါ့နော်ဒီပေးရှိတဲ့လူတွေကဒီအကွဲလေးကိုနှိုက်လိုက်ရတယ်ဒီအကွဲလေးရောပေါ့နော်အဲ့ဟာလေးကိုနှိုက်လိုက်တာနဲ့ဒီအခုလိုပုံနေမှာပေါ့နော်အခုလိုပုံနေရတယ်ဒီမှာဆိုလို့ရှိရင်တော့ဒီစတာပွဲနေရပေါ့နော်ဒီမှာစတာပွဲနေရဒါမဲ့ဒီစတာပွဲနေပြီမဲ့ဒါကတော့လိုက်လက်တဲ့လူတွေတက်ပေါ်ပြီးတော့အဆင်ပြေတယ်ပေါ့နော်လိုက်လက်တဲ့လူတွေတက်ပေါ်ပြီးတော့အဆင်ပြေတယ်ဒီမှာစတာပွဲနေပြီဖြစ်ပါတယ်အဲနောက်တစ်ခုဆိုလို့ရှိရင်ဒီမှာဒီ monetization ပေါ့နော်ဒီ monetization ပွဲနေတယ်အဲဒီမှာဆိုလို့ရှိရင်စတာပွဲနေပြီးတော့ဒီ profile ရလည်းပဲသူပတ်စံရဖို့အစတဲ့ဖြစ်နေရလို့ပြောတယ်ပေါ့နော်တော်တော်လေးပဲဒါပတ်စံမရသေးဘူးတော်တော်လေးဒါပတ်စံမရသေးဘူးပေါ့နော်နောက်ပြီးဒီ Facebook ကအရင်နဲ့မတူဘဲနဲ့ဒီ2025ဆိုလို့ရှိရင်ဒီမှာဒီရေးရ bonus ရနောက်ပြီးတော့ estate ရနောက်ပြီးတော့ဒီမှာစခိတ်ရှင်းရပေါ့နော်အဲ့ဒါတွေအကုန်လုံးက app only ဖြစ်သွားပြီပေါ့နော်content monetization app only ဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင်ဒီမှာမသိတဲ့လူတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ page ကိုယ့်ရဲ့ Facebook profile ကဒီ follow ခလေးပဲကောင်းတယ် view လေးပဲမြင်ရတယ်ဆိုလို့ရှိရင်ဘယ်လိုရှောက်ရမလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီ bonus ကိုပဲနှိုက်လိုက်ပေါ့နော်bonus ကိုနှိုက်လိုက်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီ land mode ဆိုတာရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင်သူ invite လောက်လို့ရတယ်လို့သူရေးပေးထားတယ်တကယ်လို့က invite လောက်ရှင်နေဆိုလို့ရှိရင် invite လောက်ပြီးတော့ပိတ်ဆိုင်ရှာလို့ရတယ်ပေါ့နော် invite ရှောက်လို့ရတယ်ဆိုတဲ့အကြောင်းကိုဒီမှာသူ program content monetization program invite လောက်လို့ရတယ်ဆိုတဲ့အကြောင်းကိုသူရေးထားတယ်အဲ့မှာ land mode ဆိုတဲ့နေရာလေးပေါ့နော်ဒီအောက်ကပေါ်နေတဲ့land mode ဆိုတဲ့နေရာပေါ့နော်ဒီနေရာလေးကိုနှိုက်ပေးလိုက်ပေါ့နော်ဒီနေရာလေးကိုနှိုက်ပေးလိုက်ပါအဲ့နေရာလေးကိုနှိုက်ပေးလိုက်ပေါ့နော်အဲ့နေရာလေးကိုနှိုက်ပေးလိုက်တာ ਨੇ သူဒီမှာဆိုလို့ရှိရင်ဒီနေရာကိုရောက်သွားမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်သူပထမဦးဆုံးနဲ့ဒီ site website လာလို့မေးတာပေါ့နော်သူက site website လာလို့မေးတယ်အဲ site website လာလို့မေးတယ်ဒီမှာဒီtarget ဆိုတဲ့နေရာလေးကိုနှိုက်ရလဲရတယ်အဲဒါမှမဟုတ်လို့ရှိရင်လည်းပဲဒီမှာဒီ how do I join ဆိုတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုနှိုက်လဲရတယ်ဒီမှာဆိုလို့ရှိရင်ဒီ2025ဈေးကရှယ်ဆိုလို့ရှိရင်ဒီမှာသူပြောထားတဲ့ဒီinvite only ကိုပြောထားတာပေါ့နော်အဲ့တော့အေးရဆိုတဲ့နေရာလေးကိုနှိုက်ပေးလိုက်မယ်အေးရဆိုတဲ့နေရာလေးကိုနှိုက်ပေးလိုက်တာနဲ့ဒီနေရာကိုရောက်သွားမှာပေါ့နော်ဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ content monetization ရဖို့အတွက်ဆိုလို့ရှိရင်ဒီမှာဒီအခုသုံးနေတဲ့ pay Facebook ပေါ့နော် pay Facebook ကိုသုံးတယ် Gmail ကိုထည့်ပေးရမှာဖြစ်ပါတယ်Gmail ပဲဖြစ်ဖြစ် email ပဲဖြစ်ဖြစ်ပေါ့နော်အဲ့မှာထည့်ပေးရမယ်နောက်ပြီးတော့ဒီမှာဒုတိယနေရာမှာဆိုလို့ရှိရင်ဒီ pay ဆိုလို့ရှိရင် pay လဲပေါ့နော် pay ကိုရှောက်မယ်ဆိုလို့ရှိရင် pay လဲ profile ကိုရှောက်မယ်ဆိုလို့ရှိရင် profile လဲပေါ့နော်နောက်ပြီးတော့ဒီအောက်မှာတော့ဒီ social တခုခုပေါ့နော် TikTok ဖြစ်ဖြစ် YouTube ဖြစ်ဖြစ်ပေါ့နော်ရတယ်ထည့်လို့ရတယ်အဲ့ဒါကိုနှိုက်ပြီးတော့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီ less do that ဆိုတဲ့နေရာပေါ့နော်အဲ့နေရာလေးကိုနှိုက်လိုက်ရပြီဖြစ်ပါတယ်အဲ့နေရာလေးကိုနှိုက်လိုက်တာ ਨੇ တကယ်လို့ကိုကဒီဗီဒီယိုလေးပဲများများတင်တယ် copyright လေးပဲမငြိမ်းထားဘူးနောက်ပြီးတော့ကိုယ်ပိုင်လေးပဲဖန်တီးတယ်ဆိုလို့ရှိရင်ကို invite လောက်လာလိုက်မယ်အဲ့လို invite လောက်လာတာ ਨੇ ဒီ content monetization ပေါ်လာလိုက်မယ်ပေါ့နော် content monetization ပေါ်လာတယ်အဲ့ဒါဆိုလို့ရှိရင် Facebook ပေါ်မှာပိုက်ဆံရှာလို့ရပြီပေါ့နော်ဒီ bonus တွေလည်းပွက်လာတယ်ရိတ်တွေလည်းပဲပွက်လာတယ်ဆိုလို့ရှိရင်ပိုက်ဆံအများကြီးရှာလို့ရပြီဖြစ်ပါတယ်ဒါပေမဲ့သတိထားမှအရှက်ကဒီမှာဆိုလို့ရှိရင်ဒီ2025စိတ်ကရှယ်အရာဆိုလို့ရှိရင်ဒီ copyright ကပေါ်ပြီးတော့ကျန်လာတယ်ပေါ်ပြီးတော့တန်ကြလာတယ်ပေါ့နော်အဲ့တော့ကိုပိုင်ဗီဒီယိုဖန်တီးပြီးတော့တင်တာပေါ်ပြီးတော့အာသာရှက်ရှိတယ်ပေါ်ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်ဒီ content monetization ကိုဘယ်လို invite လောက်ရမလဲဆိုတော့အားလုံးနားလေသွားကြလိမ့်မယ်လို့ထင်တယ်အဲ့တော့တကယ်လို့ကိုကခုနရှိမှပြောသလိုရေးလေးပဲကောင်းတယ်ဒီ content monetization လေးပဲလိုချင်တယ်ဆိုလို့ရှိရင်အခုဒီပုံစံမျိုးနဲ့ရှောက်ကြည့်ပေါ့နော်ဒီပုံစံမျိုးနဲ့ရှောက်ကြည့်လို့ရှိရင်နော်ကိုရဲ့နော်ကလည်းပဲကောင်းတယ်ဗီဒီယိုကလည်းကောင်းတယ် view ကလည်းကောင်းတယ် content monetization ပေးဖို့အစတဲ့ဖြစ်နေတဲ့ copyright မငြင်းဘူးဆိုလို့ရှိရင်ကိုလာပေးမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျာအားလုံးပဲပတ်စံများများရကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ